ဒီကောင်တွေကပါလဲဆိုရင်တချို့ကလည်းကြွားကြတယ် iPhone ကိုဈေးကြီးတော့ဟိုးထိတ်ကဟာကိုခါတယ်ချက်ချင်းလိုချင်တယ်ဒီကိုဒီလေးထွက်ဒီလေးလိုချင်တယ်ခါတယ်ဘာကြွားဖို့နောက်တချို့ကောင်တွေကဖားဖို့တချို့ကောင်တွေကတခါတည်းagent အတွက် agent ခဲမအတွက် agent ခေါမအတွက် agent ရဲ့ဟိုဟာအတွက်ဘာညာတခါတန်းစီပြီးဝယ်သွားဖားဖို့နဲ့ကြွားဖို့နဲ့အဲ့ဒါတော်တော်များတယ်အဲ့ဒါဒီကောင်တွေဆဲနေရတယ်အဲ့ဒါဘာမင်းတို့ကောင်တွေငါပြောမယ်နော်မင်းတို့အခုရတဲ့ပတ်စံဆိုတာဟလာကိုပေမန်းလုပ်ပြီးတော့ရတဲ့ပတ်စံနော်ကိုကမင်းတို့ကောင်သွားပေးကံပါညာငါမှတပည့်တယောက်ရှိတယ်နော်အဲ့လိုပိုစင်လုပ်တဲ့ကောင်ဒီကောင်လည်းအဲ့တိုင်းပဲရေလည်းဖားတဲ့ကောင်ဟိုကောင်ပေးလိုက်ဒီကောင်ပေးလိုက်တခါတည်းဟိုမျက်နှာလောက်တာပေါ့လေနောက်တနေ့ကျတော့ဒီကောင်သမမလိုက်ရတဲ့ခါကျတော့ဒီကောင်ပေးမဲ့ကောင်တော့ဘာမှမရှိဘူးSCC ရုံးရှိမှတော့တော်တော်ဖြစ်အခုတော့တည်သွားပြီဒီကောင်အဲ့တော့မင်းတို့မှတ်ထားမင်းတို့မှစားရမရှိရင်တပြားမှမပေးဘူးမင်းတို့ရမယ်လို့မထင်နဲ့မင်းတို့ပေးထားတဲ့ကောင်တွေကမင်းတို့ပြန်ပြီးတော့ပေးမယ်လို့မင်းတို့ထင်ရင်မင်းတို့မှားမယ်ချို့ကလည်းနားမလဲဘူးကိုကဟုတ်လေကိုပါတမေကိုကြွေးတယ်ဆိုပတ်စံရှိတဲ့ကောင်လည်းခေါ်ကြွေးတာပတ်စံမရှိတဲ့ကောင်မကြွေးဘူး